chakra ဆိုတာကို separate ရဲ့ရှုထောင့်ကနေပြောမယ်ဆိုလို့ရှိရင်လူတစ်ယောက်မှာစိတ်ရဲ့ခန္ဓာရဲ့အသိဉာဏ်ရဲ့ဆိုပြီးတော့ရှိတယ်။ chakra ဆိုတာက၃ခုတစ်ပြိုင်နက်တည်းတွေ့ဆုံပြီးတော့မှအလုံးလုံးတဲ့အချက်အလက်စင်တာတွေဖြစ်တယ်။ဒါကအုံနောက်နဲ့ခန္ဓာကိုယ်ကိုဆက်သွယ်ပေးထားတယ်။နောက်တစ်ချက်က chakra ကကိုယ့်ရဲ့ဟော်မုန်းထုတ်တဲ့ organ တွေနဲ့ချိတ်ဆက်ထားတယ်။နောက်တစ်ချက်ကကြတော့ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုသိသိပေးထားတဲ့နေရာတွေဖြစ်တယ်။ chakra တစ်ခုချင်းကလည်းသူနဲ့သက်ဆိုင်တဲ့မှတ်ဉာဏ်တွေကိုမှတ်ထားတယ်။ root chakra ဆိုလို့ရှိရင်လုံခြုံမှုကိုမှတ်ထားတယ်မှတ်ဉာဏ်တွေရှိတယ်။ sacral chakra ဆိုလို့ရှိရင်ခံစားချက်တွေကိုမှတ်ထားတယ်။ကြောက်စိတ်တွေဖြစ်ပေါ်တဲ့အခါမှာကိုယ့်ရဲ့ root chakra က imbalance ဖြစ်တယ်မညီမမျှခြင်းဖြစ်တယ်။ချက်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့မှအပြည့်အဝမရဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ heart chakra နေရာက imbalance ဖြစ်တယ်။ဒါကြောင့်မလို့ chakra work တွေလုပ်တယ်ဆိုတာကကိုယ့်ရဲ့အသိဉာဏ်ကိုပြန်ပြီးတော့ထည့်ပေးလိုက်တာ။